ဂျိုသားတွားတတော်တကောင်ဟာထိုလူအပေါ်ကိုလင်းမြန်းစွာခုံအုပ်လိုက်ပြီးအလွန်တရာထက်မြက်လာတဲ့တင်းရဲ့လက်သေးတွေနဲ့ထိုလူကိုအနှစ်40ကြာအကျဉ်းချထားခဲ့တဲ့တက်တုဆက်ဝစ်စုံကိုဖျက်ခွဲပေးလိုက်ပါတယ်ထို့နောက်ခင်းဟာထိုလူရဲ့ညာဘက်လက်ဝါးထဲသို့တိုးဝင်သွားပြီးသူနဲ့တသားတည်းပေါင်းဆက်သွားခဲ့ပါတယ်လက်တစ်ဖက်ထဲသာရှိတဲ့ဒီလူဟာကဘာမြေပေါ်မှာအန္တရာယ်ရှိဆုံးဂျိုသားအကျဉ်းသားတဦးဖြစ်ပြီးသူကတော့တားရဲ့တရိတ်ဆန် Boris the Beast ပဲဖြစ်ပါတယ်လူသားတွေဟာသူ့ကိုအမြင့်မားဆုံးလုံခြုံရေးအဆင့်တန်းရှိတဲ့လက်ကဘာအကျဉ်းထောင်တစ်ခုထဲမှာပိတ်လောင်ထားခဲ့တာပါအဲ့ဒီမှာစောင့်ကြည့်ကြည့်ရှုမှုဟာအလွန်မင်းတင်းကျပ်ယုံတင်မကပဲသူ့ကိုအကျဉ်းထောင်ရဲ့အနက်ရှိုင်းဆုံးအစိပ်ပိုင်းထဲမှာချုပ်နှောင်ထားတာလည်းဖြစ်ပါတယ်မိမိအစီအစဉ်နဲ့မိမိလာရောက်ကြတဲ့လာရောက်လက်ပတ်သူတွေတောင်မှသူ့ကိုတွေးခွင့်မရခင်မှာတင်းကျပ်ပြီးများပြားလာတဲ့စစ်ဆေးမှုတွေကိုဖျက်ဆီးရပါတယ်လီလီဒါကိတ်မုတ်တစ်ခုပဲလေအဆောင်ဒါပါလဲဆိုတာငါပဲဆုံးဖြတ်တယ်အဆောင်တကယ်ပဲကိတ်မုတ်တစ်မျိုးနဲ့တူသားပဲစစ်ဆေးမှုအောင်မြင်ပြီးနောက်မှာတော့အဆောင်ဟာထိုမျိုးသမီးကိုအကျဉ်းကန်းစီခေါ်ဆောင်သွားခဲ့ပါတယ်သူတို့နှစ်ဦးကိတ္တမြစကားပြောဆိုခဲ့ကြပါတယ်ထို့နောက်ဘောရစ်ကအဆောင်ကိုကိတ်မုတ်လီဖို့ကူညီပေးရန်တောင်းဆိုခဲ့ပါတယ်အဆောင်ဟာသူ့ကိုအဆက်ခွဲဖို့အခွင့်အရေးယူခြင်းခဲ့ပေမဲ့ဘောရစ်ကတော့အဲ့ဒီလိုမလုပ်ဖို့တတိပေးခဲ့ပါတယ်အဆောင်ဘာလို့လဲဘောရစ်ဒါကမင်းရဲ့ခန္ဓာကိုယ်ချိုးစားကိုပျက်စီးစေလိမ့်မယ်ဒါပေမဲ့လည်းအဆောင်ဟာဂယုမဆိုင်ပဲကိတ်မုတ်ထဲကိုလက်နက်လိုက်ပါတယ်ဂျိုသားတွားတတော်တကောင်ဟာကိတ်မုတ်ထဲကနေထွက်လာပြီးအဆောင်ကိုတစ်ချက်ထဲနဲ့တက်ပစ်လိုက်ပါတယ်ထို့နောက်မှာတော့ဘောရစ်ကအမိန့်တစ်ခုပေးလိုက်ပါတယ်သူ့ကိုကူညီဖို့ရောက်လာကြတဲ့အဆောင်တွေဟာလည်းဘောရစ်ရဲ့စုချုံတွေကြောင့်အသက်ပြောက်သွားခဲ့ရပါတယ်ပြီးနောက်အဆောင်ရဲ့ဝင်ခွင့်ကတ်ကိုအသုံးပြုပြီးလက်နက်တိုက်စီကိုသူရောက်ရှိသွားပါတယ်အလွန်အစွမ်းထက်တဲ့လေးစားမြောက်တစ်လက်ကိုရရှိပြီးတဲ့နောက်မှာတော့ထိုအမျိုးသမီးနဲ့အတူအကျဉ်းထောင်ထဲကနေထွက်ခွာဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့သူတကားဝကိုရောက်ရှိသည့်အန္တရာယ်ကိုသတိပြုမိသွားပါတယ်အပြင်ဘက်မှာတော့ရာနဲ့ချီတဲ့အဆောင်တွေဟာသူတို့ကိုလုံးဝဝိုင်းရံထားပြီးသားဖြစ်နေပါတယ်ဘောရစ်ကလေးစားအမြောက်ကိုယူပြီးအကျဉ်းကန်းတကားကိုတစ်ချက်ထဲနဲ့ဖျက်ဆီးပစ်လိုက်ကအကျဉ်းထောင်နေရန်မှာအပေါက်ကြီးတစ်ခုကိုဖောက်လိုက်ပါတယ်အဆောင်တွေဟာချက်ချင်းဆိုသလိုအာကာသဟင်းလင်းပြင်းတွေကိုစုပ်ထုတ်ခံလိုက်ရပါတယ်ဘောရစ်ကတော့ခြေချောင်းတွေကိုကျမ်းပြင်မှာမြင်းမြန်စွာစိုက်ထူထားပြီးအပြင်ကိုလွင့်စင်ထွက်သွားတော့မဲ့အမျိုးသမီးကိုဖမ်းဆွဲထားလိုက်ပါတယ်ဒါပေမဲ့သူကသူမကိုကယ်တင်ဖို့လုပ်ခဲ့တာမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ကျေးဇူးတင်ကြောင်းပြသခြင်းယုံတက်တာဖြစ်ပါတယ်တွေးလာတဲ့ဘောရစ်ဟာသူ့ကိုအနှစ်40ကြာထိန်းသိမ်းထားခဲ့တဲ့အကျဉ်းထောင်ထဲကနေနောက်ဆုံးမှာတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီသူနောက်ထပ်လုပ်ရမယ့်အရာကတော့အာကာသယာဉ်တစ်စင်းနဲ့ကမ္ဘာမြေစီကိုပြန်လည်ခီးနှင်ဖို့ပဲဖြစ်ပါတယ်